sao 好咯， ဒီမဲ့အကုန်ပြတ်ပဲခုတည်းကညောက်ကြပြောတော့ကြာလား ဟာမကြပြောင်းလေဒီမဲ့မီးပြတ်သွားလို့မအင်ဘာတာလေးချိန်တာကိုမောလိုက်တာတဲ့ဟုတ်လား 我那毛啦，这别的不成啊，太差的嘛， အေးကြီးအောင်လေး 咋有这边是的？ အကုန်မြင်လိုက်တယ်9000ကျော် 哎，咋有来呢？他们是挂谁呢？喏， အင်း 啥啦？不是搞嘛了，这半夜你我也就不搞。 ဘယ်သူကတော့ 我 ဒီလောက်တတိကောင်းတာဘန်နေရမယ်ညီမလေးရနော် 这个有了。 ဒီဘန်နာနေလို့ကတော့ညီသူမြတ်ပတ်စံနေမယောနိုင်တာအထာမှမသိလွှဲတာမှမသိထုတ်တာမှမသိညီထောင်ထဲကိုထွက်မှာမဟုတ်ဘူး 这青年的俺喏，ဒီအိမ်နဲ့လည်းဘူးမလဲမလားခင်ဗျားနဲ့ကြုံတယ်ရှိခင်ဗျားမင်းမယူတာ ဟာအကောခိုးဆွဲလိုက် ဟောကြောဤပေါက်တယ်လည်းပြောတော့အဖေဘူးပေါက်တာတော့နင်းမပေါက်လို့ဘူးပေါက်တာတော့ဟာ မင်းမပေါက်ငါပေါက်တာပေါ့ဟလားဤစောနန်လိုက်တာဗျာဘယ်ဖင်ကပေါက်တာမလို့ရလားသူကရုပ်ရုံမာမာတွေပါကြီး ငါဘလို့မစဉ်းစားလို့မရတော့ အေးလေးထားဒီမဲ့ဒီနေ့ညီကြော်တဲ့အကုဟွာလေးရစမ်းပါ ဘူးလေရေးတဲ့တညို့ မအကုညီကြည့်လို့ပါရွာတွေကဟွာပြောနေတာတိလားဝက်စားလူကဆက်လက်မဆက်ဘူးစိတ်လည်းမစိတ်ဘူးတဲ့အရာတာလေးကိုအလေဆက်လက်မဆက်ဘူးအချိုလည်းမချိုဘူးတဲ့အရာတာလေးကိုစိတ်နာပဲတဲ့ ရိုးတာလေရိုးတာ ဟမ် ရိုးပြီးဆိုမှတော့ရိုးတော့မကြိုက်တာဘူး အေးစားချင်စပွဲလေးပြင်းတော့တင်းရွယ်လေး လေး နဲ့ ကကျတော့ငရုတ်တီးရောကြက်တွန်ဖြူရောဂျင်းရောထောင်းထောင်းပြီးမှဂျင်းရေကိုဒီဟွာလေးကိုဒီ ငါဆေးပြားငါရေခွန်တဲ့ကို အားကိုနဲ့ကိုနှဲလိုက် နှဲလိုက်တာ နှဲလိုက်တာစားလေးတဲ့အချိုမုံလေးနဲ့နှဲလိုက်တာ နှဲလိုက်တာ အဲ့ကြမှာဒီဟာလေးကိုတက်တက်ကြော်လိုက်တာ อืม ဒီမုံလေးနဲ့တက်တက်ကြော် အင်း အဲ့ဟာလေးအမှုံလေးဒီဂျင်းမုံလေးဂျင်းလေးလည်းတက်တက်ကြော်ပြီးမှအဲ့လိုက်ကလေးနဲ့ ပြပြအခုပြအခုမြည်ကြည့်အောင် အဲ့ ပြ ဒါပုံတော့ကိုမပြတော့ဘူး အင်း ဒါပေမဲ့ကိုရဲကကျတော့ဟာရဲတို့ရောင်းနေဟုတ်ဒါလက်ဒီရောင်းနေဟာကျတော့ဒါပဲကြံတော့ပြီ အော်ဒါမြက်စီယူအောင်တဲ့ဟာ ရောင်းနေဟာဒါ မြက်စီဖောက်တဲ့ယူအောင်တဲ့ဟာ ဒီကလေးမထုတ်လာဝယ်တဲ့ကလေးကိုတော့မင်းကမကြော်တာစားနေတယ်ဆိုတော့လို့ อืม စတော့သူ့ဘိုးကြီးကမထုတ်ချင်တာမင်းကြိုက်တဲ့ဟာယူသွားလိုက်လို့ အင်း ဆိုအမရဲ့ဒီဟာနဲ့ဒီဟာနဲ့ယူသွားလိုက်မယ်အေးမင်းစမ်းကြည့်လိုက်လို့ အင်း သူ့ကျတော့ကျုပ်ကဒီဟာလေးပေးတာမင်းဒါကကျတော့လူလိုမုန်းတင်တဲ့ကျုပ်ကကတ်ကြော်ထားတယ်မဲ့လူလိုမုန်းတင်များများကျုပ်မထည့်ဘူး อืม ဘာလို့ဆိုမုန်းတင်များများဆိုလူတွေတိတ်မကြိုက်ကြဘူးလေ ဟုတ်တယ်မလား အင်း မုန်းတင်မဟုတ်ဖဲ ပေးပါအခုမြည်ကြည့်ပါဦးမယ် နဲ့ဟိုဟာစော်တာလေးနဲ့ထည့်ပြီးကြော်တယ်အကြောင်းရေတွေးလေးကလည်းလာရမယ် လာရမယ်ဒီဒါတော့လူမြက်စီယူအောင်တဲ့ ရောင်းလို့ဆိုရင်ဒီမှာစားမှာမဟုတ် ဒါအချိုဒါကျုံညမကြောထားတာပြင်းတော့တင်းရွက်လေးနဲ့ဒါပေမဲ့ထုတ်ပိုးမှုကိုတော့အိတ်ကကြည်နေတော့ အိတ်ကဝယ်မရဘူးဒီအိတ်ဆိုင်မျိုးတော့ဝယ်တယ် အင်း ဝယ်မရခဲ့ อื ဘူး ม အဲ့အိတ်ကတကက်ကိုပါပေးရတယ်4000ပေးခဲ့ရနော် အေးပါဟုတ်မှာပါပြောရမှာအခုမြည်ကြည့်ပါဦးမယ် သူတို့ကြောညာပြနေကိုလည်းစားစားရတယ်ဝင်နေကုန်မဲ့ တွေ့ရွာနေနော်ဟုတ်ကဲ့ဗျာကျုံညမငါးရေကွန်ကြော်လေး10တုပ်ဆိုရင်တော့အဝေးကိုပို့ပေးပါမယ်ဗျာ โอเค 16နိုင်နော်ဒီတစ်ထောင်ပေးမယ် မဆောင်နိုင်ရမလား တစ်ထောင်နိုင်ယူတာနောက်တစ်ထောင်ပေးမယ် โอเค တိုင်းပေါ်မတင်နဲ့ ဒီမှာပဲ ဒီငါးရေကွန်ကြော်လေးကအဝေးဆိုရင်10တုပ်ဆိုရင်ပို့ပေးပါမယ်ဗျာ ရင်လေးကလက်ကြံကိုလည်းပို့မပေးရင်လေးလည်းမကြံဘူး လက်ဆက် ဆိုမှကြော်ပြီးတော့လုတ်တော့မယ် ဟုတ်တယ်လက်ဆက်ငွေတော့ဥဆုံးလွှဲရမယ်ပစ္စည်းမကောင်းဘူးဆိုရင်နောက်ဘယ်တော့မှအာမပေးနဲ့ မှန်နဲ့ မမာနဲ့ ကြွပြီးတော့ ရွာနေရမယ် တို့ပြောနေပေါ့နော် အဲ ဟိုမျက်နှာကတ်ထူနဲ့ထူလေးပြစ်ဒီကောင်ကတော့ထူလေးပြစ်ပေါ့သူကတော့ထူလေးပြစ်ချောတာပေါ့သူကတော့ဟိုကျမတို့လိုညိုစိတ်မြလေးပပရရလေးစားတော့လူတွေကွက်ပြပြအောင်လို့ပါဟင် ဟုတ်ကဲ့ ညိုချောကိုကြိုက်သလားထူလေးပြစ်ကိုကြိုက်သလားဝတ်တုပ်ပြစ်ကိုကြိုက်သလား ဟုတ်တယ် ဟုတ်တယ်မလား ဒါမဲ့ဒီခုစားလေးတဘာဝအတိုင်းပဲနေပါလေ ဘာဆိုင်နော် တဘာဝအတိုင်းပဲမုံနှစ်လည်းမများဘူးနော်ကွာလေးနဲ့ပြင်းတော်တင်းရွက်လေးနဲ့ဆိုမှုနေတာပဲညီမလေးရဲ့ ဝင်လာပြင်းတော့တင်းရတောင်မှမသိတယ်မလားဒီဟာတနေ့လေလို့ဒီအိတ်ခွန်ကိုတွားရှာတာမောလို့ ဟုတ်ကဲ့တကယ်လို့မှာယူစားတုံးခြင်းနဲ့ဆိုရင်ကျွန်တော်ဟောတဲ့ဝင်ပြီးကျွန်တော်ဖုန်းနံပါတ်နဲ့မှာယူလို့ရပါတယ်ကျွန်တော်ညီမလေးကိုကျွန်တော်ပြောပေးပါမယ်သူတို့က2ယောက်မှတိမ်မှတလုံးပဲကန်ရရှာလို့ပါ ဘယ်မှာပါခံရင်စိတ်နဲ့ထောက်ပြီးဝက်ပက်อึ้งငါ ဘယ်သူကတော့ အိမ်ငါကောင်းနေ အားလုံးကိုကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်